ကဲအားလုံးပဲမင်္ဂလာပါဗျနော်ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့Facebook မှာရှိနေကြတဲ့ကျွန်တော်ရဲ့ကိုကြီးမာကြီးများအားလုံးပဲမင်္ဂလာပါရှယ်လို့ရတဲ့အကွေကြီးမအားလုံးကရှင်မှုရှင်အားလေးလောက်ပြီးတော့ဝင်လာခဲ့ပြီနော်တူတယောက်ချင်းစီတိုင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ညကပြခဲ့တဲ့ဆိုင်ကလေးကျွန်တော်ပြန်ပြမယ်ညကကျွန်တော်ရဲ့အကွေကြီးမာကြီးများအားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဗျနော်ကျွန်တော်ရဲ့ကိုကြီးမာကြီးများအားလုံးပဲအလုံးစုံအဆင်ပြေကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘာကြောင့်လဲလို့ဆိုကျွန်တော်ရဲ့ကိုကြီးမာကိုညကကျွန်တော်9-3ပတ်တီးပေးထားခဲ့တယ်မနက်ပိုင်းမှာ65လို့ထွက်တယ်9ပတ်တီးတော့အဆင်ပြေပြီမနက်ပိုင်းမှာလည်းကျွန်တော်ရဲ့ကိုကြီးမာလောင်ကိုကနန်း4ခွက်တည်းပေးထားမှာဖြစ်ပါတယ်နော်ကနန်း4ခွက်တည်းပေးတော့မှာဖြစ်ပါတယ်နော်ဒါညကတော့ကျွန်တော်လူခေါ်လိုက်မိတယ်ပေါ့နော်ကျွန်တော်ရဲ့ကိုဒါပေမဲ့ကျွန်တော်ကတော့အနီးကပ်ရမယ်ဆိုပြီးကျွန်တော်ကနန်းလေးညောက်ရခဲမိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုကြီးမာလောင်ကကျွန်တော်ပေးတဲ့ကနန်းကတော့ညမနက်မထုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ကိုဒါပေမဲ့ကနန်းထိုးရဲ့လူကြီးတန်ပါတယ်ဗျနော်မနက်ပိုင်း2ခွက်နေ့ပိုင်း2ခွက်ပဲပေးတာကနန်း2ခွက်စီပဲကျွန်တော်ချပေးတာပေါ့နော်2ခွက်ပဲပေးမယ်ဆိုပြီးကျွန်တော်တကယ်2ခွက်ပဲပေးတာပါဒါပေမဲ့ကျွန်တော်ရဲ့ကိုကြီးမာလောင်ပဲကံမကောင်းတာမပေါ့ဘူးပေါ့ဗျာနော်ကံကောင်းတဲ့ကျွန်တော်ရဲ့ကိုကြီးမာအလုံးကလိုက်ထဲကကြည့်ထိုးတဲ့ကျွန်တော်ရဲ့ကိုကြီးမာလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်ဒီညမှာလေကျွန်တော်ရဲ့အကိုကြီးမာကြီးများအလုံးဘက်ကရှယ်မူရှင်အားလေးနဲ့ကူညီပေးပါလိုက်လက်မလေးမနှရသေးဘူးဆိုတော့ကျွန်တော်ရဲ့အကိုကြီးမာကြီးများအလုံးဘက်ကလိုက်လက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီပါနော်ကဲအားလုံးပဲမင်္ဂလာရှိကြပါသည်နော်ကဲအားလုံးပဲမင်္ဂလာရှိကြပါသည်ကျွန်တော်ရဲ့အကိုကြီးမာကြီးများအလုံးပဲဟုတ်ပြီလားကဲအားလုံးပဲ3ယောက်တော့ကျွန်တော်ရဲ့အကိုကြီးမာကြီးများအလုံးဘက်ကမင်္ဂလာပါနော်မင်္ဂလာရှိတော့ကျွန်တော်တို့ညချမ်းချိန်ကတမျှမှာကြက်တီမင်္ဂလာအပေါင်းနဲ့ပြည်စုံနိုင်ကြပါသည်ကျွန်တော်ရဲ့ပေလင်းကို follow မနေရသေးတော့အကွေမအလုံးက follower လေးနှိပ်ထားပြီးမယ်နော် line နံပါတ်လေးမနေရသေးဘူးဆိုတော့အကွေကြီးမိုင်းများအလုံးဘက်က line နံပါတ်လေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီနော်ကြအားလုံးပဲမင်္ဂလာရှိကြပါသည်ဗျမနက်ဖြန်မှာအပင်ရတော်တော်ရှိတယ်ဗျနော်ကျွန်တော်ရဲ့အကွေမှာလည်းတွေ့တာလဲကြာပါပြီဒါပေမဲ့မပေးတော့ဘူးဆိုပြီးတော့မကင်တာဒီနေ့တော့ကင်ကြည့်မယ်ဗျဆက်ပြီးတော့ယူလိုက်ကြဆက်မပြီးတော့ကန်ကျွန်တော်ရဲ့အကိုကြီးမအောင်မယ်ဘယ်ဟာမှကျွန်တော်မူတီဟုစီကျွန်တော်မရှိကြပါဘူးเนาะကြအားလုံးပဲဝင်လာခဲ့ပြီပါအောင်ကျွန်တော်ရဲ့အကိုကြီးမကြီးများအားလုံးပဲเนาะအားလုံးပဲဝင်လာခဲ့ပြီဒါဆိုကျွန်တော် like လေးစမယ်အားလုံးပဲမင်္ဂလာပါပေါ့เนาะကဲ comment လေးလည်းမှန်းထားပြီးမယ်ဗျာကျွန်တော်ရဲ့အကိုကြီးမအောင်မယ်เนาะ like လေးစမယ် like အသေးလေးနှိပ်တူတယောက်မကျန်အားလုံးပဲ share လို့ရတဲ့အကိုကြီးမကြီးများအားလုံးဘက်ကကျွန်တော်တို့2 3 3ဆိုင်တဲ့ GB လေးတွေမှာပဲဖြစ်ဖြစ်share ရညာလေးပါပဲ share ပေးပါမင်္ဂလာညာချမ်းပါတဲ့ဒေါ်တန်းထေကအန်ဒီမင်္ဂလာပါခင်ဗျအားလုံးပဲမင်္ဂလာရှိကြပါစေကိုစင်းတဲ့ပြောင်းရှင်လန်းချမ်းမြေ့ကြပါစေဗျနော်ဒါဆိုရင်ကျွန်တော်ရဲ့ live show လေးကိုအစားပြုမယ်ကဲအားလုံးပဲတစ်ချက်ဒါကျွန်တော် live ပြီးတော့ကြည့်ပေးပါကျွန်တော်ပြမှာကအပေးပေါက်ဆိုင်ဖြစ်ပါတယ်နော်ကနန်း၄လုံးနဲ့အပေးပေါက်မှာဖြစ်ပါတယ်ဗျမနက်ဖြန်မှာကျွန်တော်ရဲ့ကိုကြီးမှာအားလီလုံးကိုခွေထိုးမှာဖြစ်ပါတယ်နော်ကနန်းက6ခွက်တော့ထိုးရမယ်ဒါပေမဲ့ main ခွက်ကတော့4ခွက်ဖြစ်တယ်ပေါ့နော်2ခွက်ကအရင်ထိုးရမယ်ကြအားလုံးမင်္ဂလာပါနော်မင်္ဂလာပါဗျအားလုံးပဲဒါတော့ကျွန်တော်လိုက်ချိုးလေးစမယ်အားလုံးဝင်လာခဲ့ပြီပါအောင် share လို့ရတဲ့အကူဒီမအားလုံးက share ပေးထားတော့ကျွန်တော်ရဲ့အကူဒီမအားလုံးတူကစင်တာတူကမြတ်တယ်လူမျိုးလေးတွေနဲ့ဝင်လာခဲ့ပြီပါဒါတော့ကျွန်တော်တို့လိုက်ချိုးလေးစမယ်ဗျအားလုံးပဲဒီက52ဆိုတော့9ထိပ်စီ16ဆိုတော့6နောက်ပေးပါကမ်ပိန်းရမှာပေါ့တဲ့ကျေးဇူးပါဟုတ်ကဲ့ပါ9နဲ့9ထိပ်စီ16 6နောက်ပေးနှလုံးပေါင်းကြီးနေတက်ပါတည့်ရဲ့နခတ်ဒီက8ဆိုပြီးတော့18ဒီကဒါကျွန်တော်အကူကြီးမအလုံးပဲအချိန်မှာနော်18အချိန်မှာ18အချိန်ကိုကျွန်တော်ရဲ့အကူကြီးမသူနဲ့တွဲပြီးတော့ပေါက်တဲ့1ချိန်ပေါ့နော်သူနဲ့တွဲပြီးတော့ပေါက်တဲ့1ချိန်ကျွန်တော်ပြီးတော့ပြမယ်ဗျာ18 1ချိန်ကို80ခွန်လုံးထပ်ပြီးနောက်တစ်ပင်က16ဆိုတော့1ထိပ်စီ80ခွန်ခွန်နောက်ပြီး1ကင်ခွန်ရင်နှလုံးပေါင်းကြီးဒီက8ပါ8ရဲ့နခတ်ဒီက1ဆိုပြီးတော့8 1 1ချိန်က15လို့ထပ်ပြီးဗျဒီက85ခွန်8ထိပ်စီတင်ကား9နောက်ပိတ်နှလုံးပေါင်းကြီးဒီက3မှာ3ကိုကျွန်တော်တို့ဒီနက်ခတ်ခေါ်မယ်3ရဲ့နက်ခတ်ဒီ9ဆိုပြီး35ဒီက1ချင်းဆိုရပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့ဒီကတင်9ဆိုတော့1ထိပ်စီ39က9နောက်ပိတ်နှလုံးပေါင်းကြီးဒီက1က9ရဲ့နှလုံးပေါင်းကြီးဒီကျွန်တော်ရဲ့အကွေးမိုင်းများလုံးပဲ3ညလို့ရပါတယ်3ညရဲ့နက်ခတ်ဒီခွန်ဆိုပြီး3ညခွန်1ချင်းက3ညတပြားညီပြီဗျ3နဲ့9က3ထိပ်စီ3ညာ9 3ညာ2က2နောက်ပိနှလုံးပေါင်းချင်းဒီက3ရဲ့2ကနှလုံးပေါင်းချင်းဒီ9ပါ9ရဲ့နှစ်ခတ်ဒီ3ဆိုပြီးတော့9 3 1ချင်းဒီကလည်း85ဆိုတော့ခဏလေးကိုထပ်ပြီးဗျနော်မင်္ဂလာပါညီလေးတဲ့ကဆက်ချင်ပါတယ်တဲ့စောထက်အောင်နော်ဟုတ်ကဲ့ပါ3ညာ2က3ညာထိပ်စီ85 9နောက်ပိနှလုံးပေါင်းချင်းဒီ9ပါဗျ9ရဲ့နှစ်ခတ်ဒီကျွန်တော်ရဲ့အကွေမအလုံးမဲ့3ဆိုပြီးတော့9 3 1ချင်းက65ဆိုတော့ခဏလေးကိုထပ်သွားပါပြီဒီနောက်တစ်ပင်က85ဆိုတော့8ထိပ်ဒီ65ဆိုတော့9နောက်ပိတ်ပါနှလုံးပေါင်းချင်း8ကန်9ရင်နှလုံးပေါင်းချင်းဒီ3ပါဗျ
3လို့ဖြစ်တဲ့အတွက်ကြောင့်မို့3ရဲ့နက်ခတ်ဒီ9ဆိုပြီးတော့အဲ့ဒီမှာ3 9 1ချင်းမန်တတိုင်းလူမှာထိတဲ့1ချင်းဒီကဒါကျွန်တော်တို့9 3 3ကတောက်လျှောက်ထိလာတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်မနက်ဖြန်တနေကုံစာကျွန်တော်တို့ကီးတီးကျင်တဲ့ကျွန်တော်ရဲ့ကိုကြီးမအလုံးကကျွန်တော်ရဲ့နေကုံကြီးလေးကလည်းနေ့တိုင်းလူမှာတောက်လျှောက်မှန်လာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကိုကြီးမအလုံးကိုအသုံးပြုစေချင်ပါတယ်ဗျကျွန်တော်ရဲ့နေကုံကီးရဆိုရင်မနက်ဖြန်နေကုံမှာ946ဆိုတော့ကီးလေးပဲဖြစ်ပါတယ်နော်946ကီးရနေကုံကစားမှာဖြစ်ပါပြီဗျဦးစင်းကြီးကမင်္ဂလာပါအားပေးနေပါတယ်ဟုတ်ကဲ့ပါအားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျနော်အဲ့မှာကျွန်တော်တို့ဒီ3ကောင်း1ချင်းကမနက်ဖြန်7နာရီ10မိနစ်ဒီမှာထိတ်သေးတော်၎င်းနောက်ပိတ်တော်၎င်းကြားမြောင်1ချင်းဒီက3ကောင်း1ချင်းဖြစ်ပါတယ်တဲ့ကဲအားလုံးပဲဝင်လာခဲ့ပြီရှင်မှုရှင်အားလေးလှုပ်ထားပြီနော်ရှင်မှုရှင်အားလေးလှုပ်ထားပြီလိုင်းလက်မလေးကလည်းတူတယောက်မကြအားလုံးပဲနှိပ်ထားပြီနော်မင်္ဂလာရှိသောညချမ်းလေးပါဗျအားလုံးပဲနော်အယောက်30ပဲရှိပါသေးတယ်ရှင်းပေးထားမယ်ဗျရှင်မှုရှင်အားလေးလှုပ်ထားမယ်ဗျကျွန်တော်ရဲ့ကိုကြီးမအားလုံးပဲနော်ကြရမယ်ဆက်ပြီးတော့သွားမယ်ဗျဆက်ပြီးတော့မယ်ဆိုတော့နောက်ထပ်တစ်ခါကျွန်တော်တို့ဒီကကျွန်တော်ချက်ထားတဲ့1ချင်းလေးတစ်ချက်ပေါ့နော်ဒီကောင်နဲ့တွဲပြီးပေါက်တဲ့1ချင်းလေးတစ်ချက်ပေါ့26ဆိုတော့2ထိပ်စီးပါ16က1ထိပ်စီး84က4နောက်ပိတ်ခဏ3လုံးပေါင်းချင်းမှာနှစ်ကဲတစ်ကဲပေါင်းချင်းတော့3ရဲ့4ရဲ့ပေါင်းချင်းนี่ခွန်ပါခွန်ရဲ့ပေါင်းဝါဒီ2ဆိုပြီးတော့ခွန်2အချင်းခွန်2အချင်းပါဗျဒါဆိုရင်တစ်ရှင်း1ချင်းကိုခွန်2 1ချင်းနဲ့တွဲပြီးတော့ပေါက်တဲ့ကဏ္ဍဒီခွန်2 1ချင်းကကျွန်တော်ရဲ့အကူဒီမအားလုံးပဲဒါထွက်ပေါ့နော်ဒါထွက်စဉ်ဖြစ်ပါတယ်တစ်ရှင်း1ချင်းခွန်2 1ချင်းကိုတစ်ရှင်း1ချင်းကရှစ်တပြားညှိတယ်ခွန်2 1ချင်းကခွန်တပြားညှိပြီးတော့80နဲ့ခွန်ဆိုတဲ့ကဏ္ဍလေးကိုမထွက်သွားဘူးလား80နဲ့ခွန်ဆိုတဲ့ကဏ္ဍလေးကိုထွက်ပြီးတော့ဗျာကဲအားလုံးပဲဆက်ပြီးတော့သွားမယ်ဒါတပင်ဒီက52ဆိုတော့9ထိပ်စီ84က8ထိပ်စီ52က2နောက်ပိတ်982ပေါ့သုံးလုံးပေါင်းချင်းဒီ9ပါတဲ့9ရဲ့ပေါင်းဝါဒီ3ညဆိုပြီးတော့9 3ည1ချင်းဒီကလည်းကျွန်တော်တို့ဒီ9တပြားညှိတယ်8တဲ့1ချင်းက1တပြားညှိပြီးတော့တင်9ဆိုတဲ့ကဏ္ဍလေးကလည်းမထွက်သွားဘူးလားထွက်သွားပြီတဲ့ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုယ်မအလုံးမေနောက်တပင်နောက်ဆိုင်လေးကိုဆက်ပြီးတော့သွားမယ်ရှင်မှုရှားကြီးလို့ထားပြီးတောက်ချောင်းပြီးလာဖြစ်ပါတယ်ဒီမှာတပင်ပြီးပြီဒီမှာ2ပင်ပြီးပြီဒါဆိုနောက်တစ်ခါကျွန်တော်3မိမြောက်တော့ကျွန်တော်တို့အပြီးပါကလေးတစ်ချက်သွားမယ်ဗျာဒီကကျွန်တော်တို့ဒီက16ဆိုတော့6နောက်ပိတ်52က9ထိပ်စီ3ဘူးက3နောက်ပိတ်1 5 3 3လုံးပေါင်းချင်းဒီက1က9ရဲ့3ရဲ့ကဏ္ဍ3လုံးပေါင်းချင်းဒီ9လို့ရတဲ့အတွက်ကြောင့်မလို့9ရဲ့နက်ခတ်ဒီက6ဆိုပြီးတော့အဲ့ဒီ96 1ချင်းဒီကလည်း9တပြားညှိတယ်3 9 1ချင်းက3တပြားညှိပြီးတော့30နဲ့ကျွန်တော်9ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ဒီမှာထွက်ရှိခဲ့ပြီတဲ့နော်3ချိန်အောင်သွားပြီပေါ့ဒီအလုံးမဲ့ဆက်ပြီးတော့သွားမယ်လိုင်းလက်မလေးနှိပ်ထားပြီးရှယ်လို့ရတဲ့ green မလုံးကရှယ်ထားပြီးနောက်တစ်ပင်ဒီ3ညခွန်1ချင်းလေးကိုတွဲပြီးတော့ပေါက်တဲ့1ချင်းဒီက80ခွန်ကကျွန်တော်ရဲ့ green မလုံးမဲ့8ထိပ်စီ3ခုကကျွန်တော်ရဲ့ green မလုံးမဲ့3ထိပ်စီ26 6နောက်ပိတ်ပေါင်းချင်းဒီက3လုံးပေါင်းချင်းဒီကခွန်လို့ရပါတယ်ဗျခွန်ရဲ့ပေါင်ဝါဒီ2ဆိုပြီးတော့ခွန်2ဒီကဒါ1ချင်းဒါဆိုရင်3ညခွန်1ချင်းကိုခွန်1ချင်းနဲ့တွဲပေါက်တာဒီ3ည2ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်တော့ကျွန်တော်ဒီမှာ4ချိန်မြောက်အောင်မြင်သွားပြီပေါ့နော်ကျွန်တော်ရဲ့ကိုယ်ပါလားအောင်ကျော်ဆိုကโอเคပါတဲ့ဟုတ်ကဲ့ပါရှင်မပေါ်သေးတဲ့ကျွန်တော်ရဲ့ကိုကြီးမိုင်များအားလုံးပဲများပါတယ်ဒါကြောင့်မို့ရှင်မူရှင်အားလေးလုပ်ပြီးတော့ဝင်လာခဲ့ပြီပါလိုက်လက်မလေးမနေ့ကဒီဦးဆိုတော့အကိုကြီးမိုင်များလုံးဘက်ကလည်းလိုက်လက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီနော်အားလုံးပဲကျွန်တော်ရဲ့အကိုကြီးမိုင်များကဲဒါကျွန်တော်တို့အပြောလေးရှော့မယ်လက်တဲ့လေးနဲ့သွားမယ်နောက်ထပ်တစ်ပင်လေးကိုဆက်ပြီးတော့ကြည့်တင်ကားဆိုတော့တစ်ထိပ်စီ26ကနေထိပ်စီ80ကတောင်းနောက်ပြီ1 2 3ညကလည်း3လုံးပေါင်းချင်းဒီကတိကဲနှစ်ကဲ3ညရဲ့ကလည်း3လုံးပေါင်းကြီးဒီကဘာလို့ရလဲ3လို့ရပါတယ်3ကဲပါဝါဒီ8ဆိုပြီးတော့3 8 1ချင်းကို3 9 1ချင်းနဲ့တွဲပြီးတော့85ဆိုတော့ကဏ္ဍလေးကိုဟောဒီမှာကျွန်တော်9ပြင်မြောက်ဆိုပြီးသူကတွဲပြီးတော့အပိကြပေးပြီးသွားပြီဒါဆိုနောက်တစ်ပင်ဒီက9 3 1ချင်းကိုသူနဲ့တွဲပြီးတော့ပေါက်ပြီးသွားတဲ့1ချင်းဒီက39က3ထိပ်စီ80က8ထိပ်စီ95 9နောက်ပိတ်3လုံးပေါင်းချင်းဒီ6ပါ9 3 1ချင်းကို6 1 1ချင်းနဲ့တွဲပြီးတော့ပေါက်တဲ့ကဏ္ဍဒီက65ဆိုတော့ကဏ္ဍလေးမဟုတ်ဘူးလားကျွန်တော်ရဲ့ကိုကြီးမလို့ဒါဆိုရင်6ချိန်မြောက်ဒီ1ချင်းလေးဒီကတောက်ချောင်းအပြီးပေါက်လာတာဖြစ်ပါတယ်ဒါဆိုရင်မနက်ဖြန်မှာဆက်ပြီးတော့အပြီးပေါက်မယ်ဆိုခဲ့ပါကဒီက3ည2ကတော့3ညထိပ်စီ95က9ထိပ်စီ98ကရှင်းအောင်ပိတ်3ည98ပါ3ညရင်9ရဲ့ပေါင်းချင်းဒီ9ပါ9ရဲ့8ကပေါင်းချင်းဒီခွန်ပါဒါဆိုရင်3 9 1ချင်းကိုမနက်ဖြန်မှာခွန်2 1ချင်းနဲ့တွဲပြီးတော့အပြီးပေါက်ဝင်ရမှာဖြစ်ပါတယ်ကဲခွန်တပိန်မြောက်မှာကျွန်တော်ရဲ့ကိုကြီးမိုင်များအလုံးပဲဆက်ပေးပါသည်ဗျာကဲအားလုံးပဲကျွန်တော်ရဲ့ဆိုင်ကလေးကိုကြိုက်နေတတ်တဲ့ကိုကြီးမလုံးကလိုက်အသေးလိုက်လက်မှလေးတူတူပြောက်မကျန်အားလုံးပဲထောင်ပြီးတော့ဝင်လာခဲ့ပြီးရှယ်လို့ရတဲ့တောက်တန်နေရလေးဒီမှာလေဝိုင်းပြီးတော့ရှယ်ပေးပါအောင်ဗျာကျွန်တော်ရဲ့ကိုကြီးမအားလုံးပဲနော်
အပင်အရန်ရှိနေတယ်တဲ့ပေါက်ပြီး okay တဲ့ဟုတ်ကဲ့ပါအပင်ကလည်းရှည်ပါတယ်ဗျဆက်ပြီးတော့ပေးမယ်ဆိုတော့အစီအစဉ်ကျွန်တော်ကတော့ဆူတောင်းပါနဲ့မနက်ဖြန်တပင်ဆက်ပြီးတော့ပေးပါစီပေါ့နော်မနက်ဖြန်တပင်တော့ဆက်ပြီးတော့ပေးမယ်လို့တော့ကျွန်တော်ထင်ထားတယ်ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုယ်မှာကျွန်တော်ကတော့ဗျာဘူဘရိတ်ကလည်းမကြသေးဘူးဆိုတော့ကျွန်တော်ကတော့ဘူဘရိတ်လိုက်နေတာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ကိုယ်မှာလုံးပဲဒါ10 break ပေါ့နော်ကျတဲ့တဲ့ကိုယ်မှာအလုံးက10 break လေးကြိုက်တာပေါ့နော်ကျွန်တော်ယခုပြတဲ့ site မှာအပင်တူကင်ကျင်နဲ့ကျွန်တော်ရဲ့ကိုယ်ကြီးမိုင်များလုံးကြတော့ဘာလို့သွားပြီးတော့အသုံးပြုလို့ရတယ်ဆိုရင်တဲ့ဒီကကျွန်တော်တို့တပင်2ပင်3ပင်4ပင်5ပင်မြောက်သောဟာကိုကင်မယ်ဆိုရင်3ဖိုင်နဲ့ဒီကရှင်ကလုံးမချင်းတော့3ဒီပိုင်းနဲ့6 6လေးဝန်းချင်းပေါ့နော်6လေးဝန်းချင်းနဲ့ပြီးတယ်တဲ့ဟုတ်လား6လေးဝန်းချင်းနဲ့ပြီးတယ်ပေါ့3ညပိုင်းနဲ့9ဝန်းချင်းနဲ့ပြီးပြီ5ပိုင်းနဲ့3ရှင်ဝန်းချင်းပြီးပြီ5ပိုင်းနဲ့6တဲ့ဝန်းချင်းပြီးပြီမနက်ဖြန်မှာ3ပိုင်းနဲ့9ဝန်းချင်းဖြစ်ပါတယ်ဆက်ပြီးမယ်ဆိုရင်ပေါ့ဗျာနော်ဆက်ပြီးမယ်ဆိုရင်တော့ဒီဟာလေးတွေကိုအသုံးပြရမယ်ကျွန်တော်ကမနက်ဖြန်မှာ3တလုံးကိုတော့ကြိုက်တယ်ဒါကျွန်တော်ကဏ္ဍက4လုံးကျန်နေတဲ့39တဲ့ကဏ္ဍဒီကလည်းတွဲပြီးတော့ထွက်နိုင်တာပေါ့နော်ကဏ္ဍဒီကကျွန်တော်ထွက်သွားတာဒီ1လုံး2လုံး3လုံး4လုံး5လုံး6လုံးဖြစ်ပါတယ်ကဏ္ဍ6လုံးထွက်သွားပြီ4လုံးကျန်နေတာဖြစ်ပါတယ်ဗျတစ်ကဲ3ရေခွန်ရေ4ရေပေါ့နော်1 3ခွန်4ဆိုတော့ကဏ္ဍကျွန်တော်တို့4လုံးကျန်နေတယ်ခွေလဲခွေနိုင်ပါတယ်ဗျဘာကြောင့်ဆိုတော့ကျွန်တော်8 3ချိန်5 3ချိန်ဆိုတော့ဒါ8 3ချိန်5 3ချိန်3ည2ချိန်9ချိန်မြူးနေတဲ့ကဏ္ဍဒီက9နဲ့3ည9နဲ့9နဲ့ sorry 9နဲ့8နဲ့ဖြစ်တယ်ဆိုတော့မြူးကဏ္ဍလေးတွေကိုဖယ်ပြီးတော့မနောက်မှပြီးမှလားဒါမှမဟုတ်ကြံကဏ္ဍတစ်လုံးဆွဲပြီးတော့များဒါကျွန်တော်တို့ထွက်လာတဲ့ကဏ္ဍ6နဲ့တွေ့ပြီးမှလားတွဲမယ်ဆိုတော့ဗျာ6လေး24ခွက်ပေါ့ကဏ္ဍ24ခွက်ထိုးရလို့မိတ်ဆွေကလည်းပေါက်မယ်ပေါ့နော်ဒါလည်းကံမောတော့ကျွန်တော်ရဲ့ကိုယ်မှာဒါပေမဲ့ကျွန်တော်ကတော့ဗျာဘယ်လိုမှ3 ဝန်းချင်းကို9ဝန်းချင်းနဲ့တွဲပြီးအပြီးပေါက်ချပေးလိုက်မယ်ဒီနေ့တည်းကျွန်တော်ရဲ့ကိုယ်မှာလည်းလိုက်ပြီးတော့ကြိုက်တူလိုက်ပြီးတော့သုံးကြပါနော်ဒါပေမဲ့ပတ်တီးကတော့ကျွန်တော်တို့ထွေထွေထူးထူးတိတ်ပြီးတော့မရှိပါဘူးပတ်တီးကကျွန်တော်ရဲ့အကွေမှာအလုံးပဲကျွန်တော်3-5ပတ်တီးပဲပြန်ကိုင်းမယ်မြူကနန်တစ်လုံးနဲ့ဖြစ်တဲ့ဟာလေးကိုပြန်ကိုင်းပြီးမှဖြစ်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါဘာကြမ်းလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီနော်ကြအားလုံးပဲကျွန်တော်မနက်ဖြန်ဒီ18ရက်နေ့ဖြစ်ပါတယ်နော်ကြာတာပရိတောက်ကြ2ရက်ပဲရှိပါတော့ဗျာနော်18ရက်နေ့7 နာရီ3ည10မိနစ်ပေါ့နော်7 နာရီ10မိနစ်ဈေးတက်ဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့အကွေမှာလို့ပဲနော်မင်္ဂလာပါဆရာနဲ့မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့အကွေမှာညတူတယောက်မကြလို့ပဲမင်္ဂလာပါဒါပတ်တီးလေးကိုအရင်ဆုံးရေးပြပေးမယ်ပတ်တီးကြတဲ့ကျွန်တော်ရဲ့အကွေမှာလို့မနက်ဖြန်7 နာရီ10မိနစ်ဈေးမှာလဲ9-3ပတ်တီးကိုဆက်ပြီးတော့ကစားမယ်3-5ပတ်တီးပေါ့နော်3ပတ်တီး3ပတ်တီး5ပတ်တီးဖြစ်ပါတယ်3ပတ်တီ5ပတ်တီဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီက30ခွန်32အာမင်50ခွန်52အာမင်အဲ့မှာကျွန်တော်ကဏ္ဍ2ခွက်ထည့်ပေးမယ်နော်36နဲ့39ဆိုတော့ကဏ္ဍလေးကိုကျွန်တော်ထည့်ပေးချင်ပါတယ်ကဏ္ဍ6ခွက်ကျွန်တော်ပြောတယ်နော်မြင်အောင်မင်္ဂလာပါကျွန်တော်ရဲ့အကူကြီးမိုင်များလုံးမင်္ဂလာပါကဲဒါဆိုကျွန်တော်ကဏ္ဍကကျွန်တော်ပြီးတော့တာ6ခွက်ကဏ္ဍပြီးတော့တာပြီးတာဘယ်နှခွက်လဲ6ခွက်ပါကျွန်တော်ရဲ့အကူကြီးမှာအဲဒီ6ခွက်မှာကျွန်တော်ရဲ့အကူကြီးမှာလုံးကျွန်တော်အကြိုက်ဆုံးကဏ္ဍတစ်ခွက်ပါတယ်အဲ့ဒါလေးကိုမပြောခင်မှာကျွန်တော်ရဲ့အကူကြီးမှာလုံးကကြာကျွန်တော်ဒီမှာကြာတာပရိတောက်ကြပါတော့တေးကြာ2ရက်အတွင်းမှာကြာတာပရိတောက်ကြ2ရက်အတွင်းမှာကစားခြင်းနဲ့ကျွန်တော်ရဲ့အကူကြီးမှာအားလုံးပဲကြံ4ချိန်သာပါ2ရက်အတွင်းမှာနော်2ရက်အတွင်းမှာကျွန်တော်ရဲ့ရှယ်မွေးလေးကိုတီးကျင်တယ်လိုချင်တဲ့ကျွန်တော်ရဲ့အကွေမလုံးက2ရက်အတွင်းရှယ်မွေးမရသေးတော့ကျွန်တော်ရဲ့အကွေမလုံးကရှယ်မွေး3ခွက်ကစားမယ်ဆိုတဲ့ကျွန်တော်ရဲ့အကွေမလုံးကရှယ်မွေး3ခွက်လာယူပါနော်ဒါဝါသနာပါလဲကျွန်တော်ရဲ့အကွေမအလုံးကိုပြောတာပါအရှုံးများနေကျွန်တော်ရဲ့အကွေမအလုံးကိုလာယူစေချင်ပါတယ်ဗျနော်မွေးနဲ့3ခွက်ဖြစ်ပါတယ်ကျွန်တော်ရဲ့အကွေမအလုံးပဲကစားကြပါတော့ဘိုင်ဘာလေးမှလည်းတစ်ချက်လာပြီးတော့ယူထားလို့ရပါတယ်3969 3955ခေါင်းညာလေးအဲ့ဒီဖုန်းရဲ့ဘိုင်ဘာလေးမှဖြေလာပြီးယူထားပြီနော်ကျွန်တော်ညကကျွန်တော်ရှိမှလာယူထားတယ်ကျွန်တော်ရဲ့အကူကြီးမိုင်များလုံးကိုကျွန်တော်ကဒီညကကျွန်တော်ဘာပို့မှလဲဆိုတော့အဲ့ဒီမွေးကနန်းတွေကိုပြန်ပြီးတော့ပို့ပေးမှာပါနော်ပြန်ပြီးတော့ပို့ရဖြစ်ပါတယ်ဒီကျန်2ရက်တည်းမှာကစားမယ်မွေးကနန်း3ခွက်ပေါ့နော်အဲ့ဒါလေးကိုပို့ပြီးမှဖြစ်တယ်လူတင်းကျွန်တော်ရဲ့အကွေမတော်ကလာပြီးတော့ယူမယ်မနက်ဖြန်မှာတကွက်ကွက်တဲ့ကျွန်တော်ရဲ့အကွေမတော်က30နဲ့ခွန်ဆိုတဲ့ကနန်းကိုတကွက်ကောင်းထိုး
နော်တကွက်ကောင်းလေးကျွန်တော်တစ်ခါလေးပေးထားခဲ့တာဖြစ်ပါတယ်တကွက်ကောင်းဒီ30နဲ့ခွန်ဆိုတာခင်ဗျာလေးပေးယူကြပါနော်ကျွန်တော်ရဲ့ကိုဖျားအားလုံးပဲကျွန်တော်ရဲ့လိုက်ကလောက်ပါပဲအဲ့မှာမွေးကန3ကကစားခြင်းနဲ့ကျွန်တော်ရဲ့ကိုမှာ69နဲ့35ခွန်များလေးကျွန်တော်ရဲ့ဖုန်း Viber လေးမှာဖြစ်ဖြစ်ဖုန်းမစစ်လေးမှာဖြစ်ဖြစ်တူတယောက်မကြလို့မယ်လာပြီးတော့ဟိုင်းထားလို့ရပါပြီဗျဖျားအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်ဖျားအားလုံးတစ်ပိုင်းမှာ